တက်ချင်းမတက်ချင်းနဲ့မဆိုင်အောင်ဖျားပေးတဲ့ပညာရဖို့လိုတယ်အာမင်ဟုတ်ဆရာဘာလို့ပြောနေတာလဲဆိုတော့ဆရာရဲ့နှလုံးသားကဘာလဲဆိုတော့ဆရာနဲ့အနီးနားမှာရှိတဲ့သူတွေအားလုံးကတိုးတက်သွားမယ်အာမင်အောင်မြင်ရမယ်ဘုရားဘုန်းထင်ရှားမယ်ဆယ်နှစ်နေလဲအဲ့ဒီအိမ်ဖော်ကတင်းအိမ်မှာနေလဲအိမ်ဖော်ပဲဆိုရင်ခမရလုံးဝမဟုတ်ဘူးအဲ့ဒါဘာဘုရားသားသမီးမဟုတ်ဘူးတင်းအိမ်မှာဆယ်နှစ်နေလဲအိမ်ဖော်ပဲ15နှစ်လဲအိမ်ဖော်ပဲပြီးလဲပြီးတော့အိမ်ဖော်ဘွားနဲ့ပဲအသက်ကြီးတယ် no အဲ့ဒါမို့တကယ်ဘုရားသားသမီးမဟုတ်ဘုရားသားသမီးမှန်ရင်တင်းတို့အပြင်လူတွေတိုးတက်သွားမယ်တင်းတို့နားမှာရှိတဲ့သူတွေအောင်မြင်သွားမယ်ဆရာစပြောတဲ့ဆရာအိမ်မှာရှိတဲ့သူအားလုံးပြမင်းတို့အောင်မြင်ရမယ်မင်းတို့တိုးတက်ရမယ်မင်းတို့ဘုရားဘုန်းတော်ထင်ရှားရမယ်ငါအိမ်မှာမင်းတို့အိမ်ဖော်လှုပ်ရှားနောက်ဆုံးပဲဖြစ်ရမယ်ဒါပေမဲ့ဒီကနေစမင်းတို့တိုးတက်သွားမယ်ကိုချစ်တော့ကိုရက်နာရမယ်မင်းတို့လုပ်ငန်းရှင်တွေပြန်ဖြစ်လာရမယ်မင်းတို့ဆရာသူများပြန်လာလှုပ်လို့ရမယ်ဆရာဘာကိုတင်ပေးလဲ mindset ကိုချိန်လိုက်တာဆိုတော့တို့ mindset စချိန်တာနဲ့ဘာဖြစ်လဲပညာတို့ဝင်လာပြီဘုရားပညာဝင်လာတယ်စတင်ပြီးတော့လုံနိုင်ပြီတင်းရဲ့ရှင်တွေပြောင်းရှင်တင်းရဲ့ mindset ပြောင်းလိုက်တင်းလုံနေရတဲ့အိမ်ဖော်ဖြစ်မယ်ဒါပေမဲ့ဘာဖြစ်လဲတင်းရဲ့ mindset ပြောင်းပလိုက်တယ်ငါအိမ်ဖော်မဟုတ်တော့ဘာလို့လဲငါဒီအိမ်မှာလာတော့အမှုတော်ဆောင်ရဲ့အိမ်မှာငါအမှုတော်ဆောင်မယ်ငါတတ်နိုင်တဲ့ဘက်ကနေငါဆက်ကမယ်ငါလာကမယူဘူးလာကမယူနိုင်ဘုရားခင်ပညာပေးပလိုက်တယ်အာမင်အာမင် mindset ပြောင်းပလိုက်ရဖို့ဘုရားခင်အလိုရှိတယ်အာမင်ကြောင့်မတာကျွန်တော်အားပေးရှင်တယ် let the weak say let the weak say